ချယ်ရီပန်းလေးမျက်နှာဖုံးရဲ့နောက်ွယ်ကဆယ်လီဘသူဖြစ်မလဲဆိုတာကိုတိတိကျကျအဖြေပေးဖို့အတွက်အချိန်ရောက်ပါပြီအဲ့တော့အမကပဲစလိုက်ကြအောင်နော်အမအရင်ဆုံးသိတယ်လို့ပြောတဲ့ခါကျတော့ကဲချယ်ရီပန်းလေးမျက်နှာဖုံးနောက်ွယ်ကဆယ်လီဘသူဖြစ်မလဲမတော့ရန်ချစ်ဖို့ကောင်းတဲ့ရွံးဝရီလွင်မို့လို့ပြောချင်ပါတယ်ရှင်ရွံးဝရီလွင်မို့အကယ်ဒမီလွင်မို့ရဲ့သမီးပေါ့ဒရိုက်တာမောင်တီရဲ့တူမနောက်တဲ့တူမအမလီဒီယန်လေးရဲ့အမေယွန်းနန်ဒီလွင်မို့ရဲ့အမမေသူလေးရဲ့သမီးများกว่าသူတို့မျိုးပါကြံသေးတယ်မျိုးတွေရမ်းများသွားရွံးဝရီလွင်မို့အဲ့လိုထင်တာနော်ဟုတ်ကဲ့ပါကဲအဲ့တော့ခလေကအန်ဒီတီဘယ်အန်ဒီလို့သူဆိုရင်အန်ဒီလို့ခေါ်မှာလေနိုးပါအဲ့လောက်တော့မဟုတ်ဘူးထင်တယ်နော်အမတော့လောက်ပါမမလားမမတီမမကြီးပေါ့တိတိလဲလို့ပဲခေလို့ပဲထင်တာပဲဒါလောက်ချောတာလွဲချင်ဟင်မြင်ရလို့မြင်ရတယ်သိတယ်ဒီကလည်းခေယိုရီလင်မို့လို့ပဲထင်တယ်ထွန်းတော်ညီလေးဖြေတော့မလားကျွန်တော်မင်းနေအေးမမေ့ရသေးညီလေးဖြေမဲ့တော့ကိုမေးမလို့လေဖြစ်ပါလေမင်းဘာဖြစ်ရမိလဲဘာမှဖြစ်ပါဘူးမင်းကြီးကတကူဖြစ်သွားသလိုပါပဲဘာဖြစ်ရမိလဲဖြစ်ပါဘူးဖြစ်ပါမဖြစ်ပါဘူးညီလေးမင်းတို့เนี่ยပြောပြီးရင်ကိုမေးမလို့လေစဉ်းစားနေတာကိုပဲခဏလေးဟမ်မတို့တော့ဒီဟာနဲ့လွဲပြီးသူတို့ဘာကြီးပြောချင်နေသေးလဲမသိဟုတ်တယ်ညာတော့အဲ့ဒါပဲမျက်နှာဖုံးနောက်ကရဆယ်လီဘယ်သူလို့ထင်လဲလို့ကိုထွန်းတို့ကျွန်တော်မေးနေပါတယ်ခင်ဗျခေရိုးနေလို့မို့ဟုတ်ခေပဲโอเคရိုးနေလို့မို့3ယောက်ပဲဆိုကဲအဲ့တော့ဖြုံးဝေးဆိုအောင်ရိုးနေလို့4ယောက်4ယောက်ပေါ့ကဲဟုတ်ကဲ့ပါအခုဆိုရင်တော့ကျွန်တော်ဘေးနာကချစ်စရာချယ်ရီပန်းလေးကိုကျွန်တော်ရဲ့ဆယ်လီစုံတော်ကြီး4ယောက်စလုံးကခေလို့ခေါ်ကြတဲ့ဂျိုးရီလွင်မိုးလို့တညီတညာတဲ့တတ်မှတ်လိုက်ကြပါတယ်ခင်ဗျာ